အားလုံးပဲမင်္ဂလာပါ Little Sister ဖြစ်ပါတယ်အကောင်လုံးကိုဒီနေ့ခေါ်သွားပေးမှာက Varsity Esports ဆိုတဲ့ VEC event လေးပဲဖြစ်ပါတယ်နေရာကတော့တက္ကသိုလ် main ထဲမှာပေါ့နော် Recreation Center မှာလုပ်မှာဆိုတော့နေစနဲ့တူ Let's go ဒီနေ့ကတော့ day 1ကတော့အခု outfit ကပတ်ချီတဲ့က Keyman Default ရဲ့female version ပဲဖြစ်ပါတယ်နောက်ပြန်မှာတော့ Sakura ဆိုတော့Naruto theme နဲ့ဘယ်လိုဘူးတွေရှိတယ်ဒီနေ့ရောဘာတွေလုပ်ကြမှာလဲဆိုတာကိုအကုန်လုံးနဲ့အတူတူလိုက်ကြည့်ကြပါမယ်မနက်စာမစားသေးလို့ဆိုပြီးတော့ sandwich လေးစားမယ်ဆိုပြီးတော့ဝယ်လာပြီးတော့မှတက်စီပေါ်မှာသူများချန်ခဲ့ရလားမသိပါဘူးဝတ်သားလုံးကျော်ကိုသွားပြီးတည်ရကြနေတာဒါပေမဲ့လည်းသူများထုတ်ဆိုတော့တော့စားလို့မဖြစ်ဘူးလေနော်ကဲ event ကိုရောက်ပါပြီ event က recreation center မှာလုပ်တာဆိုတော့ aircon တွေပါညာတော့မရှိဘူးပေါ့နော်ဒါပေမဲ့လေကိုကော့စားတာပိုးပေါ့ပါဆိုတော့အရင်ရောမပူခဲ့ပါဘူး VEC ပွဲလေးကတက္ကသိုလ်ပေါင်းစုံကျင်းပတဲ့ e-sport ပြိုင်ပွဲပေါ့နော်ဒါပေမဲ့အခုဒီထဲမှာတော့ e-sport က2မျိုးပါလာတယ်ပတ်ချီနဲ့ mobile နဲ့ချက်ဖြစ်ပါတယ်အခုမြင်ရတဲ့အတိုင်းပဲ Varsity e-sport ရဲ့တကယ့် main stage ကြီးကလည်းအခန်းကဏ္ဍနာပါပဲနေစင်ကတော့ပွဲရောက်တဲ့အချိန်မှာဘူးမှာပတ်ပြီးတော့တပုတ်နေရိုက်တယ်ထုံးစံတိုင်းပဲ promotion video တွေရိုက်တယ်ပြီးရင်ဘူးတွေကိုလည်းလိုက်ပြီးတော့ပတ်ကြည့်ခဲ့ပါသေးတယ်မီစင်ဒီနေ့အဓိကတာဝန်ကျတဲ့နေရာလေးကတော့ပတ်ကြည့်ဘူးဖြစ်ပါတယ်ဟိုတနေ့ကကျတော့ကမ္ဘောဇဘူးပေါ့နော်ကမ္ဘောဇဘူးရဲ့ photographer မှတ်မိလို့မီစင်ကိုလှမ်းပြီးနှုတ်ဆက်နေရပါအဲ့လိုပွဲမှာကလေ e-sport ပွဲတွေက amazing သွားနေကြဆိုတော့ e-sport ပွဲတွေမှာပါတဲ့လူတော်တော်များများမျက်နှာတွေက amazing မှတ်မိနေပြီဆိုတော့တွေ့လိုက်တိုင်းအမနေကောင်းလားညီမနေကောင်းလားအခုနေကောင်းလားအမြဲတမ်းနှုတ်ဆက်တဲ့လူတွေအများများပါတယ်အဲ့အတွက်လည်းအတိအပူတိုးလာလို့ပို့ပြီးတော့ပြောရပါတယ်ရှင် Day 1မှာတော့ amazing assistant လည်းမပါတဲ့အခါကျတော့တယောက်တည်းပဲဘူးတွေကိုပတ်ပြီးတော့ blog လေးရိုက်ဖြစ်ခဲ့ပါတယ်ဖြစ်ပါတယ်โอเคပါမီဇနိုပွဲကနေ့လေ7နာရီ12နာရီဝန်းကျင်လောက်မှာတော့မီဇနိုပတ်ချီဘူးမှာaudience တွေတော်တော်များနေပါပြီတန်းစီရဲ့လူတွေရောဒီ cosplay နဲ့တပုံလာရိုက်ပြီးတော့ဆူလက်ဆောင်တွေလာထုတ်တဲ့လူတွေရောအများကြီးပါပဲ Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ VEC Day 2ပဲဖြစ်ပါတယ်ဆိုတော့အခု day 2ကိုစတင်ပြီးတော့အိမ်ကနေထွက်ခွာပါတော့မယ်။ event နေသွားပြီဆိုလို့ရှိရင်အိမ်ကနေပဲတန်းပြီးတော့ grab ထောက်ပြီးသွားရမှာပါနော်။ဒီနေ့က cash မထုတ်ရသေးတာတကြောင်ရင်မနှက်စာမဝယ်ရသေးရတကြောင်ရင်ဆိုတော့လန်ထိတ်ကိုထွက်ပြီးတော့မှမုံဝယ်ပြီးတော့မှတက်စီထောက်မှာဖြစ်ပါတယ်။လမ်းမှာဘယ်လိုအကြီးခံအောင်မလဲတော့မသိသေးဘူး။ Let's go ခက်ခဲများစွာကြော်ဖြတ်ပြီးရဲ့အချိန်မှာ day 2ကိုရောက်ရှိလို့လာပါပြီ။ Amazing event ကိုရောက်တော့တငယ်ချင်းတွေလည်းရောက်လာတယ်။ assistant တွေရှိနေရဆိုတော့ဒီနေ့ကတော့ Amazing ပေါ့ပါနေလို့ရပြီပေါ့နော်။အခုမြင်ရတဲ့အတိုင်းပဲပူမာဆိုလို့ဆိုပြီး Amazing ကိုဝိုင်းပြီး fan service ပေးနေကြတာပါ။ Varsity Esports ဆိုတဲ့အတိုင်းနဲ့တက္ကသိုလ်ပေါင်းစုံအကြောင်းပေါင်းစုံအတွက်ပြုလုပ်ပြီးရဲ့ Esports ပွဲလေးဖြစ်တာဆိုတော့တက္ကသိုလ်ကျောင်းသားကျောင်းသူတွေအများကြီးကိုလည်း Amazing တွေ့ခဲ့ရပါတယ်။အဲ့မှာ interview တစ်ခုမှာမင်းစင်ကိုမေးတော့မင်းစင်ကိုဘယ်ကျောင်းကလဲမြင်မှုတွေဝိုင်းယူရလားဆိုတော့မဟုတ်ပါဘူးလို့မင်းစင်တကုံ University ရပါလို့တော့ဖြေခဲ့ပါသေးတယ်မင်းစင်တကုံ University image ရပါနော်ကျောင်းကတော့ပြီးသွားပါပြီဟုတ်ကဲ့ကဲလမ်းကြုံလေးမင်းစင်တို့လာမဲ့2ရက်နေ့မှာမလီယာဟိုတယ်မှာပွဲလေးတစ်ခုရှိသေးတယ်နော် Japan Foundation ကပြုလုပ်တဲ့ပွဲလေးဖြစ်ပြီးတော့အဲ့ပွဲမှာလည်းမင်းစင်ရှိနေပါအောင်မယ်ဘာကာရက်တာလဲဆိုတော့အကုန်လုံးသိကြတယ်ငငယ်ကစီလာမွန်ကာရက်တာနဲ့ပဲဖြစ်ပါတယ်ဆိုတော့မလီယာဟိုတယ်လာမယ်2ရက်နေ့မှာလည်းမီဇင်တွေ့ချင်နေဆိုရင်လာလို့ရပါတယ်เนาะအကုန်လုံး free entry ဖြစ်ပါတယ်ကဲ Varsity Esports ရဲ့ blog လေးကတော့ဒီလောက်ပါပဲအားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် See you in the next blog I'm your little sister